ဟိုလေအင်ကြီးလေကြည့်လို့ရနော်ချိတ်ထားတဲ့ဟာလေးက2000 2500မှာပုံထားတဲ့ဟာလေးကစိတ်ကြိုက်ရွေး1500ပဲဟုတ်အဲ့တော့ပဲညဆိုဘာလုပ်နေမှမသိဘူးအလုပ်လုပ်မှဆိုရင်အိတ်ပြီးFacebook ထဲဟို TikTok ထဲနာမည်ဘာလဲဆိုမရတယ်အဲ့ဆိုမရဘာလဲမသိဘူးနာမည်အမအားပေးရနော်ဟုတ်လားအမဖာဖန်လားကျေးဇူးနော်ဟုတ်ဟိုပါလေဓာတ်တွေအကုန်လုံးကျွန်တော်ဒါလေးလောက်နေအမဒီဘေးတော့ကြည့်ပါလုံးမောင်ပါဟိုပါလေကျမကလေဟိုစင်ရတဲ့ character ရိုက်ရမှာဟုတ်ပြီးပြင်းကျင်တာဇက်ကောင်အားကြောင့်လို့ဒီကနေပြီးတော့ကိုတက်လာရှာတာဒါဟုတ်ပါဘူးအမချိတ်ထားတဲ့ဟာတွေအကုန်လုံးအမကြိုက်တာယူ2500ပုံထားတာ1500မှာထက်ငါထားလိုက်ပါလားအားလုံးနေပဲလေယူလိုက်မယူချက်လိုက်နော်ဟုတ်အားတော့ပြောနေအောင်ခဏနားလေအယောင်ကုန်ပြီတင်းရေရှင်းပါလေအဲ့ဒါရှော်လိုက်ဒီလောက်ထုတ်တယ်များကြီးဘယ်ရွေးလိုက်ဘယ်တော့ခိုက်ရလဲလားနေလေအရင်ကိုစကားများတာပဲငါရှော်ဆိုရင်ရှော်လိုက်တခုခုဆိုညီကလေပြန်မေးနေတာမပြီးတော့အတူတူဝယ်လေရတော့ဘာလို့ဖေလို့တော်ရွှေ့နေတာဟဲ့ငါစင်းရသား character ရိုက်ဖို့ character ပြမှုအရေးကြီးတယ်ငါ academy ရမှဖြစ်မှာလေအဲ့ဒါကြောင့်မို့လို့ရှာမရှိတဲ့သွားရှော့ဆိုရှော်လိုက်ဟဲ့နေရောညီနော်ငါဘေတော့တီဝယ်ပြီးတော့ဝစ်တယ်ဆိုတဲ့အကြောင်းကိုရက်ွက်ထဲမှာရှောက်ပြောလို့တော့ငါအိမ်ကနေနှင်ထုတ်မှာကြားလားဟုတ်ကဲ့မရှိဘေတော့ဝစ်တယ်ဆိုတော့ဘာမှမသိကြအောင်ဘာပါလဲသွားမိမဟေးငါပတ်စံ၄5000လောက်ပေးအောင်ဈေးကူပေါအောင်တော့မနေရောက်နေဘာလို့ပါတော့ချေရပတ်စံနေရလဲရှိတဲ့ဘက်တကြငါညမဝမ်းခွေမင်္ဂလာဆောင်ရှိရလေဟာလက်ဖွဲ့မို့လားမဟုတ်ဘူးလက်ဖွဲ့မှာတက်အခုကအင်ကြီးဝယ်မလို့ဟဲ့ဘလို့အင်ကြီးဝယ်ဖို့မှာဟဲ့ဆိုင်ထဲကကြိုက်တာကိုယူဖို့လို့ရတာဘာကိစ္စ၄5000နဲ့အင်ကြီးဝယ်မှာတော့နင်းဘေးတော့ကြည့်တော့ငါမွေးချင်ပါဘူးဒီပေါ့ကြီးကျယ်နဲ့ဘေးတော့ရောင်းပြီးစောင်းတော့ဟောမင်းဘာကိစ္စမွေးချင်တာတော့ဟောလူကြသွားမှာမင်္ဂလာဆောင်သွားမှာဟာအနက်နေထွက်နေဘယ်လိုလုပ်မှာတော့လေအနက်ထွက်တယ်ရှော့ပေးလိုက်မယ်မှုရအောင်ရှော့ပေးလိုက်မယ်နင်းဘယ်လိုရှော့ငါတော့ဘေးတော့ဆိုမိုးနိုင်အောင်နော်ကြီးကျယ်ဝယ်လိုက်တဲ့ဘေးတော့နော်ဟာရှော့လိုက်ရတဲ့အဝိလူမင်းသမီးမှလည်းမသိကစီးရလည်းနေသည်သိလီနာတင်းရေရှော့လိုက်ရတယ်ပြီးဟဲ့ဟိုင်ပြောတယ်ဘာမှပြောရှော့နေလာအောင်လေအမလေးငါမကြောက်များထင်းနေလားအဘာကြီးတုံးဆိုတော့ညီလျှော်ဖို့ဟာနေပေါ့အေးနော်ပြမယ်ငါနေကိုဒီမှာအဝတ်လျှော်လို့ရှိရင်ငါမှုေးကြိုင်နေမှာကြိုက်ကနေသိရနော်အေးအဲ့ဒါကိုဒီအဝတ်လျှော်ပြရတယ်ဒီ butterfly အမွှေးစီကိုများထည့်ပေးစမ်းနော်များအေးစိတ်ကြိုက်တာထဲအရေးကြီးတာဒီအဝတ်တွေမှုေးကြိုင်နေရပဲငါလိုချင်တယ်နော်အများကြီးဆိုဈေးတွေကြီးမှာပေါ့ရှာရှိတာဈေးမကြီးဘူးဒါ butterfly classic တထုပ်ကမှ1800ပဲအမလေးညီငါပြောပြမယ်မကြည့်ဒီအထုပ်သေးလေးတွေလေငါဖောက်ပြမယ်ညီကိုညီအမလေးညီတောင်သုံးလို့ရတယ်ညီအတွက်ပါငါဝဲလာပေးတာဒါမျိုးကြတော့ဒါတထုပ်ကမှ200ကျော်ပဲဒီမှာညီစိတ်တော့30ဟုတ်လားဟုတ်တယ်ညီအဝတ်တွေပါမှုေးသွားစီရမယ်နော်ဒါအိမ်မှာ butterfly ကိုညီစိတ်တဲ့အယောင်လျှော်အေးသိလားဒါနဲ့အမွှေးစရာဘယ်လိုထည့်ရမှာလဲဟောအင်္ဂါပြောရမယ်တေချာနားထောင်ညီမမလုပ်နဲ့နော်လုပ်မှာငါနေအဝတ်ကိုလျှော်ပြီးမလားလျှော်ပြီးပြီဆိုတာနဲ့ရေလောင်းပြီးပြီဆိုရင်ဒီဟာကိုအမွှေးစီကိုထည့်ပြီးလို့ရှိရင်9မိနစ်10မိနစ်လောက်စိတ်ထားနော်ပြီးရင်ရေးပြန်မလျှော်ရဘူးနော်တခါလေးညှစ်ပြီးလှမ်းလိုက်ရောပဲလှမ်းလိုက်အေးနောက်တစ်ခုရှိသေးတယ်ဒါလက်နဲ့လျှော်တဲ့ဟာဆက်ထဲလည်းထည့်ပေးရောဆက်ထဲလေနော်ထည့်ပေးရောဒါတော့ညီးအတွက်ပေါ့အေးနော်ဒီနေရာဒါ1600ရငါတက်ဒီ soft tender ဆိုတော့ तू အဝတ်တွေဣသွားတာပေါ့အဲ့လိုလားပျော့ဣပြီးတော့ညီးကျွတ်တိုက်လို့လည်းညီးအရန်ကောင်းအရန်တက်တာသွားလိမ့်မယ်ကြားလားပြီးရင် तू ကမှုေးတာမှအေးတိလား3-4ရက်5ရက်ကိုမှုေးနေတော့တာတောက်လျှောက်ကိုရက်တရဘက်ကဟုတ်လားအေးအဲ့ဆိုအမတပတ်လောက်ရေမချိုးလိုက်ရအောင်ဘာဆိုင်လို့လဲအင်ကြီးမွေးတာကိုပြောတာညီကိုရှာရှိတယ်ရှော့ယူသွားယူရလိုက်တယ်မနော်တေချာလို့နော်ဟုတ်
အောင်မလေး သူအိမ်လျှော်တာမလျှော်တာဒါဒီရေစလုံးတော့ငါဝယ်ခိုင်းမအောင်ပြတော့ဒီတိတ်တိတ်လေးနဲ့ငါဘလို့လျှော်မို့တတိတ်တစ်ထည်လျှော်အောင် ဟဲ့ရှော်ကြရရှော်လေဘာလို့တစ်ချိန်လုံးနန်းနေ မွေးလို့လျှော်အောင်ညငါအိမ်ကြီးလည်းဟို200နဲ့ထုတ်နဲ့ရှော်မယ် မဆီကျမကိုခေါ်ရဲဆိုလို့ ဟုတ်တယ်ခက်ခါကြီးဆွေရလေတကားတွေထဲမှာအင်ကြီးဝတ်ပြီးလို့ရှိရင်ကွာသိရမလားတစ်ခါဝတ်ပြီးလို့ရှိရင်ဝတ်ဖြစ်တော့ Facebook မှာဆိုလဲပုံတင်ပြီးလို့ရှိရင်ပြန်ဝတ်ဖြစ်တော့အဲ့ကြတော့ဓာတွေတို့မင်းသားတွေဟာတွေတို့အကောင်းစားတွေကွာတသိန်းကျော်တန်နေအဲ့ဒါကို2000 3000 5000ပေါ့ရက်ကွက်ထဲမှာပြန်ရောင်းကျင်လို့ပြန်ရောင်းပေးသမှာ ဟုတ်နဲ့မဆီရောင်းမိမယ်ကျမအကုန်ရောင်းမိမယ် နော် 1000 3000တော့လွဲပါတယ်4 5000သာခတ်တာရက်ခွက်တဲ့ဆိုတော့လေ နော်အမလီမုံဖို့လည်းအများကြီးပေးအောင်ပါ လေတကယ် ပေါ်ရောင်းပေးနော် ကုန်အောင်ရောင်းမိမှာကျမ ရ ဒီလာလိုက်တာမဆီရဲ့မင်းသမီးတွေဝတ်တဲ့ဟာဆိုတော့မင်းသမီးနဲ့လေးဝင်းနေရပဲ နော် ရောင်းမိမယ်ရောင်းမိမယ် ရ တိကျ ရတော့ရချင်တယ်အေးကာလာလေးကိုစိုးတောက်နေနော် တောင်းမအကောလူမဝတ်တဲ့ဒါလေးဝတ်အောင်မပေါ့အေးညီပေတို့တဲအကြီးဝတ်နေလို့စင်ပြေပါမလား အေးပါဟဲ့ညီတို့ကလည်းပြောမယ်ဆိုတော့ဟဲ့ဘယ်မင်းသမီးမဆီ ဟုတ်လား ဟဲ့သူအကြတယ်ဗောဒါပြန်ရောင်းပေးရမင်းသမီးဆိုတော့ဟဲ့တခါဝတ်ပဲလေသိရမလားသူတို့ရိုက်တဲ့ခါမဝတ်တော့ဦးကျန်တာအဲ့ဒါကြောင့်ပြန်ရောင်းခိုင်းလို့ငါရောင်းပေးတာသိန်းချီတန်းနေနော်သိန်းချီတန်းနေညီတို့မလို့3 4တောင်းနဲ့ကြောက်ကပြန်ရောင်းပေးရတော့အကောင်းနေကြီးပဲဒီမှာမင်းသမီးနဲ့လေးတွေကိုမွေးနေရပဲတခါဝတ်လေးနော် မရဲ့ဘာလို့လဲဘာချလဲအမနာနဲ့ဝင်ကြည့်လို့ရနော်မဲငါ့ကြမင်္ဂလာစားပြန်လာတော့ဟေးတာနာချမမွေကြိုင်လို့ တာနာမှာပေါ့ဒါဟုတ်ကားထဲမှာအေးချမ်းမှာဝတ်တဲ့အင်ကြီးဟာ ဒီမောင်ပြင်းကြီးငါမြင်မှုပါလေ မြင်ဘူးမှာပေါ့အေးချမ်းမှာဝတ်တဲ့အင်ကြီးပါဆိုနေမှာ မဟုတ်ပါဘူးငါဆိုင်မှာချိန်ထားတဲ့ဟာကြီးပါ အာနစ်ဆိုင်အင်ကြီးငါယူဝတ်เสียလားဟာလောက်ဖေးလို့စော်ညာနေအောင်မမွေးကြည့်ပါအောင်အကောင်းစားနဲ့လေးကိုတင်းနေရပဲအေးချမ်းမှာဆိုတဲ့ရေမွေးလားမသိဘူး အကောင်းစားနဲ့ butterfly အမွေးစီနဲ့မှာ မဖြစ်နိုင်နိုင်နေရလေဒါအေးချမ်းမှာဆိုတဲ့ရေမွေးနဲ့နေမှာ ဒီ ပါ မောင်ပြင်းကြီးနဲ့ပဲဝယ်လာ နေမသိအောင်မင်းသားမင်းသမီးအင်ကြီးတွေရီအောင်နဲ့ပွဲစားခခတရားယူလာတော့ငါအေးချမ်းမောင်နဲ့တောင်တူရဲတဲ့ ဟမ် ဈေးလေးဝယ်ချင် ဟိုဒူ သူရှိရမှာတော့အဲ့ဒါမတ်စီလေးမတ်စီအန်ဒီအင်ဒူရုပ်ရှင်နဲ့အန်ဒီအင်ဒူ ငါပါစကားအဲ့လိုဆိုမထွက်ဘူးအမဟဲ့ဆိုင်ခရီးချောတော်နေကြ ဟုတ်လားအေးအခုဘာလာလောက်တာ ဩအရင်တစ်ခေါက်ကလေစင်းရသားခန်းရိုက်ဖို့ကို့အတွက်ကိုယ်နဲ့ကိုအေးချမ်းမောက်တက်ပါဝယ်သွားတာဒီတစ်ခေါက်ကျတော့တိုင်ရွန်နဲ့ငိမ့်တော်တို့အတွက်လိုချင်လို့ပါသူတို့လည်းစင်းရသားခန်းရိုက်ဖို့လမ်းကြုံလာလိုက်လို့ အေးချမ်းမောင်တော့ဝယ်တယ်